လည်းစိုးနောင်တို့ရဲ့ပွဲတွေရှိနေပါတယ်အားလုံးပဲမင်္ဂလာပါဗျမာရှယ်မီနီယမြန်မာကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါကျွန်တော်တို့လာမယ့်9ရက်နေ့မှာတန်းစင်ရဲ့ပွဲရှိရတော့အားလုံးပဲသိပြီးသားပဲဒါပေမဲ့ဒီနေ့1 Championship ကအကြီးညာလိုက်တဲ့ post အရဆိုလို့ရှိရင် Veronica ရဲ့ပွဲစဉ်ကလည်းဒါအတန်ဝိတ်တန်မွေထိုင်းဆိုတဲ့ခေါင်းစဉ်အောက်မှာတရုတ်ဖိုက်တာနဲ့တွေ့ဆုံနေတာဖြစ်ပါတယ်ဒါအပြင်ဒီကျွန်တော်တို့မြန်မာဖိုက်တာတွေကကရင်ဖိုက်တာဖြစ်တဲ့စိုးနောင်ဦးကလည်းဒါထိုင်းကရင်ဖိုက်တာတယောက်နဲ့တွေ့ဆုံနေတာဖြစ်ပါတယ်စိုးနောင်ကတော့ဒါ straw weight တန်မွေထိုင်းခေါင်းစဉ်အောက်မှာထိုးသက်မှာဖြစ်ပြီးတော့တန်းစင်ကကျတော့ fly weight တန်မွေထိုင်းခေါင်းစဉ်အောက်မှာထိုးသက်မှာ Veronica ကတော့အားလုံးသိတဲ့အတိုင်းပဲဒါ Anissa Maxson နဲ့ပွဲပြတ်သွားပြီးတဲ့နောက်ပိုင်းမှာသူ့အနေနဲ့ဘာမှမကြီးညာဘဲနဲ့ရှိနေရပါတော့ဒီကလေးကကျွန်တော်အနေနဲ့ 1 Championship က Veronica ကိုဒါပွဲတစ်ပွဲအစားထိုးပေးလိမ့်မယ်လို့တော့ထင်ခဲ့တယ်ပါတကယ်ထင်ခဲ့တဲ့အတိုင်းပဲဒါ Veronica ကိုပွဲမဝေးသွားအောင်လို့သူတို့အနေနဲ့ပြပောက်စင်ခေါင်းဝင်စင်အောက်ကမဟုတ်ပဲနဲ့မွေထိုင်းဘက်ကိုကူးပြီးတော့တရုတ်ဖိုက်တာတယောက်နဲ့ပွဲတည်ပေးလိုက်တာဖြစ်ပါတယ်သူတို့နှစ်ယောက်ရဲ့ပြိုင်ပွဲအကြောင်းပြီးလို့ရှိရင်ပြန်မဲ့တရုတ်ဖိုက်တာအကြောင်းကိုတော့ကျွန်တော်အသေးစိတ်ပြန်ပြီးတော့လေ့လာပြီးတင်ပေးပါမယ်Veronica အတွက်ကတော့ဘယ်လိုပဲနေနေဒီပွဲမဝေးသွားပဲနဲ့တောက်လျှောက်ပွဲထိုးရတာကကောင်းမွန်တဲ့အချက်လို့တော့မြင်တယ်ပြီးတော့ Veronica ကို main event ထီအောင်ပေးထားတာဖြစ်ပါတယ် Veronica ကဘယ်လိုပဲနေနေစာချုပ်ရထားပြီးသားကစားသမားဖြစ်တာအကြောင်းမလို့သူ့ကို main event ပေးတာကအရန်ကြီးတော့လေထူးမဆန်းနေဘူးပေါ့နော်ဒါ Veronica ကတကယ်လည်း Anissa Maxson နဲ့တွေ့ရင်တော့ပုံရိပ်ပုံမြင့်တဲ့ကစားသမားနဲ့တွေ့ရမှာဖြစ်ပါတယ်နောက်ထပ်တစ်ယောက်ကတော့တန်းစင်ရဲ့ပွဲကတော့ဒါ 1 Championship ကကြိုးကျင်ညာထားတဲ့အတွက်ကြောင့်မလို့အားလုံးပဲသိပြီးသားပဲတန်းစင်ကိုကျွန်တော်တို့မြန်မာဖိုက်တာတွေနဲ့နှစ်ကြိမ်တိတိထိုးတက်ခဲ့မှုတဲ့ဒါဆက်ဆံရဲ့ညီအရင်ဖြစ်တဲ့ခွန်ပုံတိုင်းနဲ့ပွဲတည်ပေးထားတာဖြစ်ပါတယ်ဒီနှစ်ယောက်ရဲ့ပွဲကတော့ဒါ flyweight တန်မွေထိုင်းကောင်းဆောင်မှာထိုးတက်မှာဖြစ်ပြီးတော့တန်းစင်ကဒီပွဲအတွက်ဆိုလို့ရှိရင်ဒါ super leg ရဲ့ချိန်မှာလေ့ကျင့်ပြင်ဆင်နေရတော်လေးကြာပြီပိုပြီးကောင်းသွားတာတခုက super leg ကလည်းကျွန်တော်တို့နိုဝင်ဘာလ16ရက်နေ့မှာရှင်မြန်ထိုးတက်မဲ့ဂျာမန်ဖိုက်တာနဲ့ပွဲအတွက်ပြင်ဆင်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့နှစ်ယောက်တူတူပြင်ဆင်နေတဲ့ပုံရိပ်တွေကိုတော်တော်လေးမြင်တွေ့ရတာဖြစ်ပါတယ်တန်းစင်တို့ကတော့စူပါလက်နဲ့ဒီလိုမျိုးလေ့ကျင့်ရတဲ့အတွေ့အကြုံတွေကနေတစ်ဆင့်နိုင်ပွဲပြန်ပြီးတော့ရယူနိုင်ဖို့တော့မျှော်လင့်ထားပါတယ်ဘယ်လိုပဲနေတန်းစင်တို့ကတော့မဖြစ်မနေနိုင်ဖို့လိုအပ်တဲ့အနေအထားဖြစ်နေပါတယ်ဘယ်လိုပဲနေခွန်ပုံတိုင်းအနေနဲ့ကတော့ကျွန်တော်ကြည့်ရတဲ့လောက်ဆိုလို့ရှိရင်အတိုင်းအတာတစ်ခုထိကောင်းမွန်တဲ့ကစားသမားရလက်တွေကလည်းတော်တော်လေးကောင်းနေတယ်ဆိုပေမဲ့တန်းစင်မှာလည်းအားသာတဲ့အချက်လေးတော့ရှိပါကျွန်တော်ရှေ့ရဗီဒီယိုတွေမှာဆိုလို့ရှိရင်တန်းစင်ဘာကြောင့်အားသာနိုင်လဲဆိုတဲ့အချက်တွေကိုကျွန်တော်အသေးစိတ်ပြပြပေးသွားပါတန်းစီနေနေကတော့လက်ရှိချိန်မှာဒါအဓိကလိုအပ်နေရတော့နိုင်ပွဲပဲပေါ့နော်ဘယ်လိုပဲနေစူပါလက်ချင်းကလည်းသူ့ကိုတကယ်ကို welcome လုပ်တယ်ပြီးတော့တန်းစီမှာမြန်မာပြည်သက်အင်အားကလည်းတကယ်ကိုရှိပါသူသာပြန်နိုင်မယ်ဆိုလို့ရှိရင်ပြည်သက်အင်အားသူကသူ့နောက်ကိုတော်တော်ပါလာမယ်ဆိုတာတော့လုံးဝကျင်းသေးရလို့တော့မြင်ပါတယ်နောက်ဖိုက်တာတစ်ယောက်ကတော့စိုးနောင်ပါစိုးနောင်ကတော့ 1 Championship ပွဲဥထွက်မှာဆိုလို့ရှိရင်ဒါပထမအချိန်မှာတော့တော်တော်လေးကိုလက်ဆွမ်းပြနိုင်ခဲ့တယ်ဆိုပေမဲ့နောက်ပိုင်း